ဒီနေ့2020လေးနိုဝင်ဘာ16ရက်နေ့တွင်ကြာရောက်သောတန်းသားစီစဉ်များကိုရှင်းဥစွာဖတ်ကြားတင်ပြပါမယ်ရှင်။အနေနဲ့ပြောလေစင်မဘာမှတော့ငယ်များပါလေဒီတက်ကပြည်ပြည်လေးဆိုမိကဆိုကြီးလေတော့ဒီကတန်းလာတွေ့လာနော်နော်နေနေလေးဒီကမှာ